မင်္ဂလာပါခင်ဗျာတီကုံ area စီးမြင့်နဲ့ပတ်သက်ပြီးတော့ရက်ဆက်လေးတင်ပေးကြပါတယ်ဒီနေ့ကတော့တီမာကာတွေကိုဖယ်ရွှေ့ခွင့်မရှိဘူးဆိုတဲ့အကြောင်းအရာလေးတင်ပြကြပါတယ်ကျွန်တော်တို့တီမာကာတွေဟာကစားသမားအားလုံးဒန်းတူညီမျှကစားဖို့သတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့တီကုံအစွန်းထိတ်ကနေပြီးတော့အနောက်ကို driver နှစ်ပြန်အတွင်းမှာဘောလုံးတဲပြီးကစားခွင့်ရှိပါတယ်ဒါပေမဲ့တီမာကာကိုတော့ဖယ်ရွှေ့ခွင့်မရှိပါဘူးဖယ်ရွှေ့လိုက်လို့ရှိရင်တော့မူလအခြေအနေထက်ပိုကောင်းအောင်လုပ်တယ်ဆိုတော့ rule number 8.1a ရ general penalty ကြခံမှာဖြစ်ပါတယ် match play မှာကျင်းရှုံး stop play မှာပြစ်ဒဏ်နှစ်ချက်ပါခင်ဗျာအဲ့ဒီမှာကျွန်တော်တီကုံမာကာဖယ်ရွှေ့ခွင့်မရှိဘူးဆိုပေမဲ့ကျွန်တော်တို့လက်ရှိကစားနေတဲ့တီကုံရဲ့မာကာကိုသာဖယ်ရွှေ့ခွင့်မရှိတာဖြစ်ပါတယ်ကိုဘောလုံးကတခြားတီကုံကိုရောက်သွားလို့တီကုံမာကာနားကျနေရင်တော့အဲ့ဒီမာကာဒီဖယ်ရွှေ့လို့ရတဲ့လူလို့အတားအဆီးအနှောက်အယှက်ပစ္စည်းဖြစ်ပါတယ်ဖယ်ရွှေ့ခွင့်ရှိပါတယ်အဲ့ချိန်ဆိုတော့ဒါလေးတစ်ခုကိုကိုပြပြသိဖို့လိုပါတယ်အခုဒီကျင်းမှာကျွန်တော်ပါဖိုးချင်းရိုက်တာဖြစ်ပါတယ် driver ရိုက်ချက်ကောင်းတယ် greener ရောက်တယ် greener နဲ့တင်တယ်2 on နဲ့2ပတ်တယ်ပါရတယ်ဒါပေမဲ့ကျွန်တော်ဒီတီကုံမာကာကိုရွှေ့ပြီးရိုက်ခဲ့တဲ့အတွက် match play ရိုက်တာဆိုကျင်းရှုံးပါ stop play ရိုက်တာဆိုပြစ်ဒဏ်နှစ်ချက်ဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တီကုံမာကာဖယ်ရွှေ့လို့မရဘူးဆိုတော့အကြောင်းအရာလေးရှင်းမိထင်ပါတယ်မှတ်ထားရမှာကဖယ်ရွှေ့ခွင့်မရှိတဲ့တီကုံ area တီကုံမာကာဒီလက်ရှိကစားနေတဲ့တီကုံမာကာသာဖြစ်ပါတယ်တခြားမာကာနှစ်ခုကတခြားမာကာတွေကတော့အဲ့နာကိုဘောလုံးကျသွားပြီးတော့ swing stance မလုပ်လို့ရှိရင်ဖယ်ပြီးရိုက်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုဒီမှာတွေ့မယ်